ကျွန်တော်တို့သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုရုံလုံးသွင်းပြီးသွားပြီဆိုရင်သူ့ရဲ့အတွင်းထဲမှာရှိတဲ့ဖရိန်ကြီးကိုယူပြီးတော့မီးရှို့တာရှိတယ်အုပ်ကူသွင်းတာတွေရှိတယ်တချို့ကြတော့လည်းအိမ်မှာဒီကောင်လေးကိုအလှထားကြတယ်ကျွန်တော်တို့စီမှာသေရှိတဲ့အရာဝတ္ထုတိုင်းကိုရုံလုံးသွင်းပြီးလို့ရပါတယ်ခင်ဗျပညာသင်ခြင်းနဲ့လူကတော့တဖြည်းဖြည်းနဲ့ရှားပါသွားတယ်ရုံလုံးသွင်းသင်တန်းလေးတက်ချင်တယ်ဆိုရင်ကျွန်တော်ဝါသနာပါတဲ့လူတွေကိုသင်ပေးပါတယ်ခင်ဗျဟုတ်ကဲ့6လတစ်ကြိမ်တစ်နှစ်တစ်ကြိမ်သင်ပေးပါတယ်ခင်ဗျဝါသနာပါယုံနဲ့တော့ကျွန်တော်တို့လုပ်ငန်းလုပ်ကိုင်လို့မရပါဘူးခင်ဗျကျွန်တော်နာမည်တေခွာဦးမျိုးနိုင်ပါခင်ဗျနေတဲ့လိပ်စာကတော့မင်္ဂလာတောင်ကျွန်းမြို့နယ်လိုင်း3အခန်း1ဦးမျိုးနိုင်ပါခင်ဗျရုပ်လုံးသွင်းလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တာကတော့ကျွန်တော်25နှစ်လောက်ရှိပါပြီခင်ဗျကျွန်တော်လက်ဆင့်ကမ်းအမွေအနေနဲ့ကတော့ဆရာကြီးဦးလက်စိန်ဆရာကြီးဥပေါ်တန်းပေါ့လက်ရှိမှာတော့ဆရာကြီးဥပေါ်တန်းဆရာနေပြီးတော့ကျွန်တော်လေးလာလိုက်စပြီးတော့အခုလက်ရှိမှာလည်းတေခွာရုပ်လုံးသွင်းလုပ်ငန်းကိုလက်ရှိလုပ်ကိုင်ဆောင်ရွက်နေပါတယ်ခင်ဗျကျွန်တော်တို့မျက်လုံးလောက်တာကစတေကအခုဥပမာဆိုရင်ဇီးကွက်လေးရဲ့သူကအဖြူအဝါပဲသုံးရတယ်ခင်ဗျအဖြူရဲ့အဝါရဲ့အနောက်မှာအနှစ်ဆန်ပါတယ်ကျွန်တော်တို့သေခွာရုပ်လုံးသွင်းဆိုတဲ့လုပ်ငန်းမှာကကြက်ကလေးတွေဆိုရင်တော့သူ့ရဲ့အယိုးအရင်းတွေကိုဖယ်ပြီးတော့ကျွန်တော်တို့ကတန်ချောင်းသုံးရတဲ့အတွက်ကြောင့်မလို့အယိုးတွေဖယ်လိုက်တဲ့နေရာမှာတန်ချောင်းနှစ်ချောင်းသုံးရတယ်ခြေထောက်တွေမှာပြီးပြီဆိုရင်ဥကောင်းကနေပြီးတော့အမိပြားတွေကိုတန်ချောင်းတစ်ချောင်းသုံးရတယ်ဒီခွေးလေးတွေကြောင်လေးတွေပေါ့နော်ခွေးလေးတွေဆိုရင်တန်ချောင်း၅ချောင်းသုံးရပါတယ်တန်ချောင်း၅ချောင်းသုံးရတယ်ဆိုတာဥကောင်းထိတ်ကနေပြီးတော့အမိတီကိုတစ်ချောင်းသုံးရတယ်ဒီခြေလေးချောင်းတတ်တော်ဖြစ်တဲ့အတွက်ကြောင့်မလို့၄ချောင်းအတွက်ကိုတန်ချောင်း၄ချောင်းသုံးရပါတယ်အားလုံးပေါင်းရင်တော့၅ချောင်းပေါ့နော်ခွေးတွေကြောင်တွေမှာတန်ချောင်း၅ချောင်းသုံးရပြီမဲ့ဒီကြက်ကလေးတွေကြတော့ကျွန်တော်တန်ချောင်း၃ချောင်းပဲသုံးရပါတယ်ကျွန်တော်တို့သူ့ရဲ့ခန္ဓာကိုယ်ကြီးကိုရုံလုံးသွင်းပြီးသွားပြီဆိုရင်သူ့ရဲ့အတွင်းထဲမှာရှိတဲ့ဖရိန်ကြီးကိုယူပြီးတော့မီးရှို့တာရှိတယ်အုပ်ကူသွင်းတာတွေရှိတယ်တချို့ကြတော့လည်းအိမ်မှာဒီကောင်လေးကိုအလှထားကြတယ်တချို့ကြတော့လည်းဆရာကြီးဟို6ဓာတ်ကြီးလှမ်းတာတွေဖြစ်မှဆိုလို့မြေမြုပ်ပေးပါဆိုရင်လည်းမြေမြုပ်ပေးပါတယ်25နှစ်အတော်အတွင်းမှာတော့6ဓာတ်ကြီးလှမ်းတာတွေမရှိပါဘူးသူတို့ကဒီခန္ဓာကိုယ်ကြီးကသေးသွားပြီမဲ့သူတို့ရဲ့ရုပ်ကြံခဲ့ပြီမဲ့နန်းဘဝတနေရာကိုပြောင်းသွားပြီပြောင်းသွားတဲ့အတွက်မလို့ဒီကောင်ကိုကျွန်တော်တို့စီမှာလာလို့ရှိရင်အယုတ်သဘောနဲ့ပဲကြည့်ပြီးတော့အယုတ်ပဲလုပ်ပေးပါတယ်ဒီခွေးလေးတစ်ကောင်ဆိုရင်ကျွန်တော်တို့ကရုပ်လုံးစသွင်းမယ်ဆိုရင်အစစ်တရေနှွားမယ်တရေနှွားပြီးပြီဆိုရင်24နာရီစေးစိမ့်ပေးရပါတယ်24နာရီစေးစိမ့်တဲ့အချိန်မှာတယ်လီယာဆိုရင်ကျွန်တော်တို့ဖော်ပလင်လက်နှလုံးလောက်စိမ့်ရတယ်ပေါ့နော်ဖော်ပလင်ရဲ့အရက်စီရဲ့ကြောက်ချင်းလက်တဆုပ်ရဲ့သူ့ကိုစိမ့်ပေးရပါတယ်24နာရီစေးစိမ့်ပေးရပါတယ်24နာရီပြီးမှသူ့ကိုကျွန်တော်တို့ကရေစစ်တယ်အစီချစ်တယ်ပြီးမှရုပ်လုံးစသွင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့စီမှာသေရှိတဲ့အရာဝတ္ထုတိုင်းကိုရုပ်လုံးသွင်းပြလို့ရပါတယ်ခင်ဗျဥပမာငါးတို့ပဇွန်တို့လိတ်တို့ငွေတို့ပေါ့နော်အဲ့ဒီအကောင်လေးတွေမှန်သမျှကိုရုပ်လုံးသွင်းပြပါတယ်ခင်ဗျကျွန်တော်စီကိုနယ်တွေကနေတကယ်လို့ပို့မယ်ဆိုရင်တော့ခွေးလေးတွေကြောင်လေးတွေကိုဆရာကြီးကျမတို့တော့ရုပ်လုံးသွင်းခြင်းနဲ့ဒီဘလို့ဆရာစီကိုပို့ပေးရမလဲဆိုရင်တော့ကျွန်တော်တို့စီမှာရေခဲပုံးနေနဲ့ရေခဲငါးတွေကိုရေခဲရိုက်တယ်လို့မျိုးရေခဲပုံးနဲ့ရေခဲရိုက်ပြီးတော့ပို့ပေးရပါတယ်တေးသေးချင်းဆိုတော့24နာရီအတော်တွင်းကိုကျွန်တော်တို့စီပို့ပေးရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က24နာရီကြော်သွားရင်ရုပ်လုံးသွင်းတဲ့လုပ်ငန်းလုပ်ကိုင်လို့မရတော့ပါဘူးခင်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအမွှေးနာသွားလို့ရှိရင်ရုပ်လုံးသွင်းရတဲ့အတိုင်းအတာမှာအဆင်မပြေတော့လို့ပါခင်ဗျ။ကျွန်တော်စီကိုဆရာကြီးကျမတို့ဟိုခွေးလေးတွေကြောင်လေးတွေဆုံးပါသွားတယ်ရုပ်လုံးသွင်းကျင်တယ်ဆိုရင်ကျွန်တော်တို့စီမှာကတယ်လီယာအရွယ်လောက်ဆိုရင်ကျွန်တော်တို့2သိန်းခွဲယူပါတယ်ခင်ဗျ။နည်းနည်းလေးသူ့ထက်ကြီးတဲ့အကောင်မျိုးတွေဆိုရင်အိမ်မွေးခွေးအရွယ်တွေဆိုရင်2သိန်းခွဲကနေ3သိန်းခွဲထိယူပါတယ်ခင်ဗျကျွန်တော်တို့လက်ရှိလုံးလုံးသွင်းလုပ်ငန်းကိုလုပ်ကင်နေတယ်ဆိုလို့ဆရာကြီးဥပေါ်တန်းဆရာကြီးဦးလက်စိန်ပေါ့နော်ဆရာကြီးဦးလက်စိန်ကတော့ဆုံးပါသွားပြီပေါ့ဆရာကြီးဥပေါ်တန်းရဲ့ကျွန်တော်ရဲ့လက်ရှိလက်တလုံးမှာလောက်ကင်ဆောင်ရွက်နေပါတယ်ခင်ဗျပညာသင်ခြင်းနဲ့လူကတော့တဖြည်းဖြည်းနဲ့ရှားပါသွားတယ်နောက်တစ်ချက်ကလည်းကျွန်တော်တို့လုပ်ငန်းကလည်းအကောင်လေးတွေလာမှရုပ်လုံးသွင်းရတဲ့လုပ်ငန်းတွေဆိုတော့တဖြည်းဖြည်းနဲ့လှုပ်ချင်ကိုင်နေတဲ့လူတွေကလည်းနှဲပါသွားတယ်တင်တန်းတက်ချင်တဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့နှဲပါသွားတယ်ရုပ်လုံးသွင်းလုပ်ငန်းတဖြည်းဖြည်းနဲ့ပပျောက်သွားနိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်စီကိုရုပ်လုံးသွင်းတင်တန်းလေးတက်ချင်တယ်ဆိုရင်ကျွန်တော်ဝါသနာပါတဲ့လူတွေကိုသင်ပေးပါတယ်ခင်ဗျဟုတ်ကဲ့6လတစ်ကြိမ်တစ်နှစ်တစ်ကြိမ်သင်ပေးပါတယ်ခင်ဗျကျွန်တော်တို့တွေကတော့ဗမာနီးဗမာဟန်နဲ့ရုပ်လုံးလေးတွေကိုလှပ်ပအောင်ဒီပုံစံတူတက်ရှိရတော့တက်ရှိတဲ့အတိုင်းတည်းပေါ့နော်ကျွန်တော်တို့ကတက်မဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့တက်ရှိအတိုင်းတူတရောင်ရောင်တော့ရှိတယ်
ပုံစံတစ်ထက်တစ်ချက်တည်းတော့တူညီမှုတော့မရနိုင်ပါဘူးသူကအယုတ်သဘောဖြစ်သွားတဲ့အတွက်ကြောင့်မလို့အယုတ်သဘောပဲရှိပါတယ်ကျွန်တော်တို့တွေကအကောင်လေးတွေကိုလာပြီးတော့လစ်လာတယ်ရုံလုံးသွင်းတယ်ဆိုတော့တင်တန်းပေးတယ်ဆိုတဲ့အနေထားမှာသူတို့ကိုတင်တန်းကျွန်တော်တို့စပြီးတော့ပေးတဲ့အချိန်မှာဒီကြွက်ကလေးတွေပေးတယ်နောက်ခိုလေးတွေတင်တန်းပေးတယ်အဲ့ဒါဟာလေးတွေကိုသူတို့တွေလစ်လာလိုက်ဆိုင်နဲ့လောက်ကင်မဲ့ဆိုရင်ဒီပညာရက်ဒီတဖြည်းဖြည်းနဲ့ပြန်ပြီးတော့တိုးတက်ပြီးတော့အောင်မြင်မှုတိုင်းတာရနိုင်ပါတယ်ဝါသနာပါယုံနဲ့တော့ကျွန်တော်တို့လုပ်ငန်းလောက်ကင်လို့မရပါဘူးခင်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုလက်ရှိလောက်ကင်နေတာကအကောင်တစ်ကောင်ကိုမျှော်မှန်းလို့မရနိုင်ဘူး။မျှော်မှန်းလို့မရနိုင်တဲ့အရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မလို့လာမလုပ်ရတဲ့အတိုင်းတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းတော့ကိုကတော့လစ်လာနေရတယ်။ဥပမာအကောင်မရှိဘူးဆိုရင်ဆေးချက်တဲ့လုပ်ငန်းတွေပိုးသက်ဆေးဖြန်းမယ်ဥပမာပယုံလုံးထားပေးရမယ်လုပ်ငန်းတွေကတော့အမြဲတမ်းလောက်ကင်ဆောင်ရွက်နေရပါတယ်ခင်ဗျ